ဟဲ့တာရီခမင်းစားရအောင်တတကိုကိုတုခပါစားခါခိုင်းလိုက်ညီလေးကိုဟာလေမဟိုင်ပြန်ခိုင်းပါနော်အေးဝါစားဟဲ့မင်းကွာမထွေးနဲ့အေးပြန်ခိုင်းပါနော်ဝါစားဟုတ်တယ်ကြောက်ကိုရေပြန်လိုက်တော့ဝါမင်းပြန်လိုက်တော့မတူကြံနဲ့တူရအေးကိုရေမပြန်နဲ့နော်ညီလေးကစားနေပြီကြော့ညီလေးကစားနေပြီဟုတ်ပြီတာကြီးဝါဟဲ့ဝါကိုတုခဟာခိုင်းလိုက်အောင်ညီလေးလို့ဟာလိုက်အောင်ကြည့်ရဲ့မင်းကွာမြင်ဝါလေဘာလို့ငုံထားတော့ဟာစမ်းမမင်းအစမောင်ကပြန်ခိုင်းမှာနော်ဒုက္ခရေတသားပြောလားပြောအေးပါအေးပါခေါင်းမလောင်းပါအေးမလောင်းဘိုင်ပဲလောင်းမှာအေးတာတာလောင်းမင်းဟုတ်ပါတော့လောင်းမှာဘာမှတော့ဘာမှမင်းခေါင်းလောင်းတော့ခေါင်းလောင်းဟုတ်မလောင်းပါဘူးမိသားလေးကိုတိုင်းလေဘိုင်ပဲလောင်းမှာနော်ဒါမလေးမိသားလေးကိုလောင်းပါပြီကလေးမင်းမပြောလို့ဆိုတော့ပြောပြီးသားလောင်းပါဘူးမချီမိသားလေးလုံးဝဘူးလို့သားလေးတာလုံးနူတမမေပြောမယ်အဲ့ဒါစားတဲ့ဟာလေးမလုံးဝဘူးနူတာလုံးမမီဘာဖြစ်လို့ဓာတ်ကြီးကိုကလေးလက်ရှောင်လို့မမီရဲ့မမီဓာတ်ပဲဟာမမီသမီးပြောနေတာကြီးကိုကလေးကလက်ကငယ်နေဆိုဒီမဲ့မချက်မမေကပစ္စည်းတွေအစုံလင်ဝယ်ပေးတာနော်တသားနူအော်မမီရဲ့ကလေးလက်ရှောင်လို့ကလေးလက်ရှောင်လို့နေပါစေတော့ဆော့စရာဝယ်ပေးထားလဲဒီကလေးကမဆော့ဘူးဟုတ်တယ်မလေးလောက်တတ်တာအေးဆွဲဖြဲနေတယ်အကုန်လုံးလားဟေးဂျေမွားအကုန်လုံးအေးဟုတ်တယ်မလေးတက်တာဟဲ့တောတာငါသားတာရုပ်အေးတသားလောက်ဟုတ်ပြီနူဟောမလုံးနဲ့ကြုတ်ကမလုံးနဲ့ညီသားတွေ့လာမှာသားလေးကတုံလိုက်တော့မလေးမမေသားလေးကတုံလိုက်တော့ဒီရွက်လေးနဲ့စပိန်တော့နေတဲ့နေတာဖြည်းဖြည်းလေးနော်ဖြည်းဖြည်းစင်းနော်မမေပြောမယ်မမေကသားကိုဗီဒီယိုရိုက်နေလို့နော်ဖြည်းဖြည်းစင်းနော်ဒါဖြည်းဖြည်းစင်းအေးတော့မငုံနဲ့ဖွားဖွားလေးတီးလို့ရှိမမေကိုစူးလိုက်မယ်ငုံနဲ့တော့တာဘာမလို့အဲ့ဒီဘာလုပ်နေရတော့ဒီတော့လည်းကောင်းအောင်မကြောက်မမီပြောမကလေးကငိုနေပြီဘာမှမဖြစ်တော့အောင်ဖွာမလေးတသားလေးကဒီနေ့ကာကွယ်ဆေးထိုးလာလို့ပါဗျာအမချောကလေးတက်မြောင်းနဲ့သူခမညာနားနေရှာတော့ရေခဲကပ်ပေးမယ်နော်ဟာမမီရေရေခဲလေးကပ်ရအောင်ရေခဲလေးယူခဲ့ပါအောင်တသားနားနေတာအမလေးလေးချောင်းကြီးမမြောင်းလိုက်နဲ့လေအမလေးသူကသူမနားနေပါလေဆိုမမလေးတားရေမလေးကမပြောင်းနော်တားကောင်းကပ်ပေးတာမလေးမိသားလေးကနားနေတာအော်ချူဆိုကျင်တာတိုက်မှာပေါ့မလေးမိသားလေးကိုတိုက်မှာမလေးမမျက်စိမကောင်းနေဖြစ်နေတာမိသားလေးကိုမနေ့ကမမျက်ဆူလိုက်မိလို့နားတာတန်းနာနော်မလေးဟုတ်ပါတန်းနာနေရ